လူသားတွေပဲစိတ်ညစ်တတ်တာလားတိရစ္ဆာန်တွေရောစိတ်မညစ်တတ်ဘူးလားလူတွေပဲစိတ်ညစ်တတ်တာမဟုတ်ပါဘူးတိရစ္ဆာန်တွေရဲ့အုံနောက်ထဲမှာလဲလူတွေလိုပဲစတက်ဟော်မုန်းတွေထွက်ရှိတယ်ဆိုတာတင်သိပါသလားဒါကြောင့်တိရစ္ဆာန်မှာရောစိတ်ညစ်တဲ့စိတ်ဖိစီးမှုဖြစ်တတ်ပါတယ်တိရစ္ဆာန်တွေစိတ်ညစ်တတ်တာတည်သွားပြီဆိုတော့ဘာအကြောင်းအရာတွေကသူတို့ကိုစိတ်ညစ်စေလဲဆိုတာကြည့်လိုက်ရအောင်တိရစ္ဆာန်တွေစိတ်ဖိစီးရတဲ့အဓိကအကြောင်းရင်းတွေကတော့ပတ်ဝန်းကျင်အသစ်နေသားကျနေတဲ့နေရာကနေတခြားနေရာကိုပြောင်းရွှေ့ရတာအဖော်မဲ့ခြင်းသူတို့ချစ်တဲ့သခင်ဒါမှမဟုတ်အတူနေဖို့တိရစ္ဆာန်တစ်ကောင်ကောင်ဆုံးပါသွားတာဒါမှမဟုတ်ခွဲခွာရတာအကျဉ်းချခံရခြင်းလှုပ်ရှားသွားလာခွင့်မရဘဲကျဉ်းမြောင်းတဲ့နေရာမှာအကြာကြီးပိတ်လောင်ခံထားရတာစူညံတန်များမိုးကြိုးပစ်တန်ပျောက်အိုးတန်ဒါမှမဟုတ်အရန်ကျဲလောင်တဲ့စူညံတန်တွေကိုကြောက်ရွံ့တာနှစ်စိတ်ညစ်တဲ့အခါပြတတ်တဲ့လက္ခဏာများတိရစ္ဆာန်အမျိုးအစားလိုက်လက္ခဏာတွေကွဲပြားနိုင်ပါတယ်ခွေးများအစားအသောက်ပြတ်တာအမီးကိုခြေထောက်ကြားညှက်ထားတာအကြောင်းမဲ့ဟောင်းတာဒါမှမဟုတ်လူနဲ့ဝေးရမှာသွားပုန်းနေတာမျိုးလုပ်တတ်ပါတယ်ကြောင်များတကိုယ်ရည်တန်ရှင်းရေးလွယ်ကင်းကိုအလွန်အကျွံလှုပ်လို့အမွှေးတွေကျွတ်ကုန်တာသတ်မှတ်ထားတဲ့နေရာမှာအိမ်သာမတက်တော့တာမျိုးဖြစ်တတ်ပါတယ်နှက်များစိတ်ညစ်တဲ့အခါမိမိကိုယ်ကိုပြန်နှိပ်စက်တဲ့အနေနဲ့ကိုယ်အမွှေးကိုပြန်နှုတ်ပစ်တတ်ကြပါတယ်သုံးသိပ္ပံနိကြအချက်လက်တိရစ္ဆာန်တွေရဲ့အုံနောက်မှာလည်းလူတွေမှာရှိတဲ့စိတ်ဖိစီးမှုဟော်မုန်းထွက်ရှိပါတယ်အထူးသဖြင့်လင်းပိုင်တဲ့ခွေးလိုမျိုးအသိဉာဏ်မြင့်တဲ့တိရစ္ဆာန်တွေမှာခံစားချက်ကပိုပြီးသိတာထင်ရှားပါတယ်အကြံပြုချက်တကယ်လို့တင့်အနာကအိမ်မွေးတိရစ္ဆာန်လေးတွေပုံမှန်မဟုတ်ပဲငြိမ်သက်နေရင်ဒါမှမဟုတ်အစားမဝင်တော့ရင်သူတို့ကိုအချိန်ပေးပြီးစော့ကစားပေးတာဒါမှမဟုတ်တိရစ္ဆာန်ဆေးကူးဆရာဝန်နဲ့တိုင်ပင်ကြည့်တာအကောင်းဆုံးပါလိုက်လေပေးခဲ့ကြပါဦး